ဒီ vlog လေးကတော့9လပိုင်းမိုးရေစရွာနေတဲ့အချိန်မိုးတို့တငယ်ချင်းတွေရောက်ကလောကိုသွားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်မိုးတို့ကတော့ famous expert နဲ့သွားခဲ့တာပေါ့နော်လမ်းမှာကားကဘလို့တွေကြရက်ထားမလဲဆိုတာကိုအတူတူလိုက်ကြည့်ပေးပါအောင်နော်စထွက်တည်းကကားကအချိန်ကြီးမကောင်းတာပေါ့နော်ဒီလိုနဲ့2နာရီထိုးကန်ဒီမှာကားဆက်ပြက်ပြီးတော့3နာရီခွဲအကျော်မှာပဲနေပြီးတော့ကနေပြီးတော့စထွက်လာရတာပေါ့နော်ပျော်ပင်မျိုးကိုရောက်တာနဲ့ရှမ်းရိုးမတောင်တန်းတွေကိုစပြီးတော့မြင်နေရပါမိုးတို့ကတော့ကလောစိတ်အနီးရဝင်းနာဟိုတယ်မှာတဲတာဖြစ်ဒီဟိုတယ်လေးကလေ breakfast မကျွေးတာလွဲလို့ရှိရင်အကုန်အဆင်ပြေပါတယ်ဘာချက်လဲဖြစ်တယ်ပြီးတော့အခန်းက2ယောက်ခန်းဆိုပေမဲ့4ယောက်လောက်နေလို့ရတယ်ပြီးတော့အခန်းအပြင် view လေးရတယ်ရမ်းလှတယ်မိုးတို့က breakfast လည်းမစားရသေးဘူးဆိုတော့ကလောစိတ်တွေကကမ္ဘောဇာဆိုတဲ့ဆိုင်မှာ breakfast စားခဲ့ပါတယ်ချမ်းစာရေးမကြိုက်တဲ့မိုးတငယ်ချင်း2ယောက်အတွက်ကတော့တိတ်ပြီးတော့စားလို့မကောင်းခဲ့ဘူးဒါကတော့ဈေးတွေက fighter တွေထင်ပါတယ်စနေမြေဆောင်ခွေးမကန်ရမနေနိုင်မိုးအတွက်ကတော့ဘယ်နေရာသွားဒီကိုခွေးလေးတွေရှိနေတာပျော်ဖို့အရန်ကောင်းတယ်ပေါ့အဲ့ဒါကြောင့်မို့လဲအမြဲတမ်းခွေးကြိုက်ခံရတာအခုလဲခွေးလေးအယုံဝင်ပါရနာရဆိုတဲ့စကားပုံအတိုင်းပဲကိုကသူ့လက်ကိုမတောင်းပါပဲကိုယ့်လက်ကိုသူကပြန်တောင်းပြီးတော့ကင်ခိုင်းနေရပါ breakfast စားပြီးရတဲ့တငယ်ချင်း2ယောက်ခဏနာပြီးတော့ဗောနော် Pine Police ဆိုတဲ့ coffee ဆိုင်လေးကိုလာခဲ့ပါတယ်ကလောကိုလာဖြစ်တယ်ဆိုလို့ရှိရင်လေဒီ coffee ဆိုင်လေးကိုလာဖြစ်အောင်လာပါဒီလိုမျိုးတောင်ကုန်းဘွားနေကြည့်ရတဲ့ view လေးရလေအစီကားတစ်ဆက်တည်းရောက်သွားသလိုမျိုးခံစားရတယ်ဗောနော်ပြီးတော့မိုးဖတ်ဘူးတဲ့စာလေးတစ်ခုကိုဖတ်ပြမယ်နော်ငယ်ရွယ်နှုတ်ပြမှုဆိုတာကထွက်သွားပြီးရင်ပြန်လာတတ်တဲ့အရာမဟုတ်ဘူးခြေလက်တွေကောင်းတော့မှခရီးထွက်ပါပရင်နေရီတွေပါတော့မှဓာတ်ပုံရိုက်ပါအမှတ်တရကောင်းတွေကိုဖန်တီးပါတရုတ်တသေးသိမ်းစီးပါနောင်ဆယ်စုနှစ်3-4ခုကိုကြော်လွန်ပြီးတဲ့အခါဒီနေရာကဒီအတိုင်းရှိနေတော့မှမဟုတ်ဘူးဒီအရွယ်ဟာဒီအတိုင်းရှိနေတော့မှမဟုတ်ဘူးရှေးဟောင်းနှောင်းဖြစ်ဆိုတာမှတ်ညံနေရနေပဲတစားချင်းဆွဲထုတ်ပြလို့ရတဲ့အရာဓာတ်ပုံထဲမှာပဲတစ်ခုချင်းပြန်ရှာလို့ရတဲ့အရာနှစ်ဆက်ခရီးထွက်ပါအချင်းခရရှိတဲ့အလှပတွေနဲ့အတူဓာတ်ပုံရိုက်ပါကိုအိုမင်းလို့ဘယ်ကိုမှမသွားနိုင်တော့တဲ့အခါဘယ်သူကမှခေါ်မသွားခြင်းတဲ့အခါစိတ်ရဖြစ်ရဆိုတာကိုရခဲ့ဘူးတဲ့အမှတ်တရတွေကိုပဲရှင်ညူးပြီးတောက်ရတာမျိုးပါဆိုတဲ့အတိုင်းပဲပေါ့မိုးကိုရိုင်းကလည်းငယ်ရွယ်တုန်းကျမ်းမာရောအချိန်တွေမှာဒီလိုမျိုးအမှတ်တရကောင်းလေးတွေကိုလိုက်လံစုဆောင်းပြီးတော့ရှာဖွေသိမ်းဆည်းနေရပဲဖြစ်ပါတယ်စကားတွေလည်းအများကြီးပြောပြရည်ဆိုတော့မိုးနဲ့မိုးတငယ်ချင်းရဲ့ကလောမှာဖက်နှက်လိုက်ရှာတဲ့ကြရက်လေးကိုလည်းလိုက်ကြည့်ပေးကြပါဦးနော်တငယ်ချင်း2ယောက်သားကလောရအောင်လေတာဖို့ရှိစီးရမယ်ဆိုတာကိုသတိရပြီးတော့ရန်ကုန်မှာလိုက်ရှာဝယ်ရစိတ်တိုင်းမကြလို့နောက်ဆုံးတော့ကလောရောက်မှပဲဝယ်ဖြစ်ကလောရောက်ရင်ဝယ်ရတာအဆင်ပြေပါမလားစုံမမလားဆိုပြီးတော့တငယ်ချင်း2ယောက်စဉ်းစားတာပေါ့နော်ဒါပေမဲ့ကလောမှာပို့ပြီးတော့စုံပါတယ်ဈေးလည်းရန်ကုန်ထက်ပို့ပြီးတော့အများကြီးသက်သာပါတယ်နှက်ဝယ်ပြီးတော့ညနေလည်းစောင်းနေပြီဆိုတော့ကလောမှာနာမည်ကြီးတဲ့မုကဒဆိုင်ကိုသွားပါတယ်ဒီမုကဒဆိုင်ရဲ့ view ကလေတော်တော်လေးကိုမှလှတာမိုးတို့သွားတာနောက်ကျနေတော့အဲ့ဒီဒေါင်ဝိုင်းကိုမရလိုက်ဘူးပေါ့နော်အမှန်တော့ဒေါင်ဝိုင်းမှာထိုင်ပြီးတော့တောင်တန်းကြီးကိုကြည့်ပြီးတော့မုကဒစားကျင်တာပါဒီဆိုင်လေးကလေဈေးလည်းသက်သာတယ်တယောက်ကိုအဝါစား2000ကျော်ပဲကျတယ်ဒါပေမဲ့ပင်လယ်စားတော့မပါဘူးပေါ့နော်ပင်လယ်စားစားကျင်လို့ရှိရင်တော့တက်ပွဲမှာရတာပေါ့နော်မိုးရစားပြရနဲ့ဒီတရသီးစိတ်လေးလာချပြရမနော်သူကချိုးချင်းလေးနဲ့လေအီလဲပြေတယ်ပြရနဲ့မိုးလို့တငယ်ချင်း2ယောက်ဟိုတယ်ပြန်အဝယ်စားလဲပြရနဲ့ဘားသွားမှာပေါ့နော်ဘားကိုကြတော့ကိုကြီးဖက်ရဲ့ကောင်မလေးကဒီညသူတို့ရှိမဲ့နေရာကိုမိုးလို့ခေါ်လာတာပေါ့နော်ကိုအကြောင်းသားဘွားတွေကနေပြီးတော့လေအခုချိန်ထိကိုကြီးဖက်ရဲ့တချင်းနေနဲ့ပဲကြီးပြင်းခဲ့တာဆိုတော့လေအပြင်မှာဆုံရတဲ့အခါပြောမပြတတ်အောင်ဝမ်းသာတယ်ထက်ပြီးတော့လေကိုကြီးဖက်ရဲ့ရှိုးပွဲတွေကိုသွားကြည့်ကြမှာသေးတယ်ဒီညလေးကတော့တချင်းလေးတွေဆိုရင်းနဲ့ပြပြရွှင်ရွှင်ဖြတ်သန်းပြီးတော့မိုးလို့ဟိုတယ်ကိုပြန်ခဲ့ကြတယ်